တော်နှင့်ဖြောင့်မတ်ခြင်းတရားတော်ကိုရှေးဥစွာရှာကြလော့နောက်မှထိုအရာများကိုထပ်၍ပေးတော်မူလတံထို့ကြောင့်မနှက်ဖြန်အဖို့မစိုးရိမ်ကြနှင့်မနှက်ဖြန်နေ့သည်မိမိအဖို့စိုးရိမ်လိမ့်မည်ယခုနေ့၌ရှိသောမကောင်းမသင့်သောအရာသည်ယခုနေ့ဖို့လောက်ပေ၏အာမင်ဖတ်ကြားသွားတော့ရောက်ချင်းစီတိုင်းပေါ်မှာဖျားခင်ကောင်းကြီးရှိပါစေခုချိန်မှာကျမတို့အသက်တာမှာအင်မတန်မှအရေးကြီးတဲ့နှုတ်ကပတ်တော်ကိုကြားနာတည်ဆောက်ရမယ့်အချိန်ဖြစ်ပါတယ်ဤနှုတ်ကပတ်တော်ကိုဝေမျှဟောကြားပေးဖို့အတွက်ဆရာကြီး Reverend ရွှေတုံးကိုယေရှုနာမ၌ဖိတ်ခေါ်ပါတယ်အားလုံးလက်ခုပ်တီးလျက်ကြိုဆိုကြရအောင်ရေပလင်းမှာယူလာတဲ့ဆိုတော့တရားနာတဲ့လူတွေဝတ်အောင်နာရမယ်ဆိုတဲ့သဘောရှိတယ်နော်ခဏဆုတောင်းစို့ဘုရားရှိတာကျွန်တော်မျိုးပြောမယ့်စကားနဲ့စိတ်နှလုံးကြံစည်စို့ရှိတော်၌နှစ်သက်ပွဲဖြစ်ပါစေတော့ကြာနာသောသာသမီတစ်ပြည့်တို့တည်တည်လဲဝိညာဉ်ခွန်အားနဲ့ကာယကောင်းကြီးမင်္ဂလာများပွားများစေပါမည်ကြောင်းခရစ်တော်နာမ၌ယုံတည်စွာဆုတောင်းဆက်ကပ်ပါပါဖျားအာမင်ဆရာနှုတ်ကပတ်တော်ဝေငှခင်ကျေးဇူးတင်စကားအနည်းငယ်ပြောကြားလိုပါပဲဖြစ်လို့လဲဆိုဒီခီးစေဖြစ်မြောက်ဖို့အတွက်သင်တော်အနေနဲ့အများကြီးပဲလှုပ်အားငွေအားဆက်ကပ်ကြရမယ်ဆိုဆရာတို့မြင်တွေ့ခံစားရပါတယ်ဗမာပြည်နဲ့အခြားနိုင်ငံအရရက်ကမိဟောင်းဆွေဟောင်းသင်သားများကိုပြန်ဖိတ်ရတဲ့စိတ်ကအများကြီးကြီးမှဖြစ်ပါတယ်နော်သူများထက်ဆရာကပိုဆိုးပါတယ်ဆရာကအခုတယောက်တည်းခီးဝေးပါလို့မိသားစုကလည်းစိတ်မချသလိုကိုယ့်ကိုယ်လည်းစိတ်မချတော့နော်ကြောင့်လို့ဆရာကကိုယ့်ကိုကူမမယ်နော် PA ပေါ့ personal assistant နဲ့မှခီးဝေးသွားခွင့်ရတယ်ဆိုတော့အသွေးတော်အသွေးမူဖိတ်ကြားတဲ့ခါကျတော့ဆရာက request လုပ်တယ်ကျွန်တော်မစားဖို့အဖို့တယောက်ပါတော့ခေါ်ပြစေခေါ်ခွင့်ပြုပါဆိုပြီးတော့ခွင့်တောင်းခဲ့တဲ့အတိုင်းပဲဒီနေ့ဆရာတူလဲအဖို့ဒီနဲ့ပါလာခွင့်ရတဲ့အတွက်ကြောင့်အသင်းတော်ကိုကျေးဇူးလက်တင်တယ်အားလဲနာပါတယ်နော်ခင်လဲခင်တယ်အားလဲနာတယ်ပေါ့နော်ဒါပေမဲ့ဘုရားသခင်ရဲ့အမှုတော်ဆောင်များအတွက်ဆက်ကပ်တဲ့အရာဟာမနှဲသွားပါဘူးကျွန်တော်တို့ပြန်သွားသည်နဲ့မြကောင်းကြီးမင်္ဂလာများနောက်ပိုင်းမှာတဖွာဘွားနဲ့ဆက်လက်စီးဆင်းလာမှာဖြစ်တယ်ဆိုတာကိုအားပေးရနဲ့အများကြီးပဲကျေးဇူးတင်တယ်နော်ဒီကွာလာလမ်ပူရောက်နေကြတဲ့အသင်းသူသင်သားများခရိယန်ကြီးကိုယ်ပေါ်များအားလုံးဖျားခင်ကောင်းကြီးပေးပါစေဒီနေ့ဆရာဝေငှမဲ့ခေါင်းစဉ်ကတော့ Keys for Blessing ကောင်းကြီးမင်္ဂလာတော့များဖြစ်ပါတယ်ကျွန်တော်နိုင်ငံရခြားထွက်လာတာဘယ်သူမှအပျော်ထွက်လာတာမဟုတ်ဘူးရည်ရွယ်ချက်ကိုစီနဲ့ကောင်းကြီးမင်္ဂလာအရှာဖွေထွက်လာတာပါတချို့လည်းပညာလာရှာမှာဖြစ်ပါတယ်တချို့လည်းစီးပွားလာရှာကြတာဖြစ်ပါမယ်တချို့လည်းတာ၍လုံခြုံသောအရာကိုလာခြင်းမျိုးဖြစ်ပါလိမ့်မယ်။နော်ဒီကြောင့်လို့ခြုံပြီးပြောရမယ်ဆိုလို့ရှိရင်တော့တို့တို့နိုင်ငံရခြားကိုထွက်လာတာကောင်းကြီးမင်္ဂလာလာရောက်ရှာဖွေခြင်းဖြစ်ပါတယ်။ဘုရားသခင်ကလည်းယုံကြည်သူများအားလုံးကိုကောင်းကြီးမင်္ဂလာ
ပြင်ဆင်ထားပေးပါတယ်ကောင်းကြီးမင်္ဂလာတိုက်ကြီးတွေဖျားခင်တစ်လုံးဆောက်ထားတယ်ကျမ်းမာရေးကောင်းကြီးချမ်းသာခြင်းကောင်းကြီးပညာရေးကောင်းကြီးလူမှုရေးကောင်းကြီးတွေအများကြီးပဲတိုက်တစ်လုံးတုံဆောက်ထားတယ်ဒါပေမဲ့မဆိုင်တော့ဖျားသားသမီးမဟုတ်တော့ရန်သူများခိုးယူခြင်းဖျက်ဆီးခြင်းမပြုနိုင်အောင်အဲ့ဒီကောင်းကြီးမင်္ဂလာတိုက်တွေကိုသော့ခတ်ထားတယ်ဖျားခင်ကသူသားသမီးတွေပဲဖွင့်စားနိုင်ဖို့ရန်အတွက်အဲ့ဒီကောင်းကြီးမင်္ဂလာတိုက်မှာခတ်ထားတဲ့သော့တွေကိုဖွင့်မဲ့သော့တွေကိုဖျားခင်ကကျမ်းစာထဲမှာထည့်ထားလိုက်ကျမ်းစာဆိုစာတန်အနာမကတ်တော့စာတန်သားသမီးတွေလည်းအနာမကတ်တော့ဆိုတော့ဖျားခင်ကောင်းကြီးမင်္ဂလာကမဆိုင်တဲ့လူတွေထဲကိုမရောက်တော့ဘူးမဆိုင်တဲ့လူတွေထဲကိုမရောက်တာကဒါတဘာဝကြတော့လေဆိုင်တဲ့လူတွေထဲပါမရောက်တာကကြွားကြတယ်ကောင်းကြီးမင်္ဂလာတော့ကိုကျမ်းစာထဲမှာထည့်ရတယ်ဖျားသားသမီးတွေကကျမ်းစာဖတ်ရပြင်းတဲ့ခါကျတော့ကျမ်းစာမဖတ်ဘူးကျမ်းစာမဖတ်တော့အဲ့ဒီသော့တွေမတွေ့ဘူးအဲ့ဒီသော့တွေမတွေ့တဲ့ခါကျတော့ကောင်းကြီးမင်္ဂလာတိုက်ဖျားခင်ဘယ်လိုပြင်ဆင်တာမရတော့နော်ရတဲ့ရထိုက်တော့လေမရတာကပို့ပြီးနာပါတယ်ကြောင့်မလို့ကောင်းကြီးလာရှာဖွေကြတဲ့တပည့်တော်များအားလုံးသားသမီးတွေအတွက်ဆရာကြီးကကောင်းကြီးမင်္ဂလာတော့များဆိုပြီးတော့မှဒီနေ့ကောင်းကြီးမင်္ဂလာတော့ကျမ်းပိုက်လေးတချို့ကိုဝေငှခြင်းပဲဖြစ်ပါတယ်လို့နော်အရင်ဆုံးတော့ကခုနရှင်မဿဲခန်းကြီး6ငယ်33မှာဆရာတို့ဖတ်သွားပါတယ်နိုင်ငံတော်နဲ့ဖြောက်မှတ်ခြင်းတရားတော်ကိုရှေ့ဥစွာရှာပါနောက်မှလိုတဲ့အရာတွေကိုပေးလိုက်မယ်တဲ့နိုင်ငံတော်နဲ့ဖြောက်မှတ်ခြင်းတရားတော်ကိုရှေ့ဥစွာရှာတဲ့သော့ဖြစ်ပါတယ်အဲ့ဒီလိုနိုင်ငံတော်နဲ့ဖြောက်မှတ်ခြင်းတရားတော်ကိုရှေ့ဥစွာရှာလို့ရှိရင်တဲ့ဖျားသခင်ကတို့လိုတာကိုပေးမယ်ယနေ့တို့လိုတဲ့ဟာတွေကိုတို့ဘာရှာဖွေတဲ့အခါမှာဘယ်လောက်ခက်ခဲသလဲနော်ဘယ်လောက်ချွေးဒီဟိုတာလောက်အားတွေစိုက်ရတယ်လေအများကြီးစိုက်မှကိုလိုချင်တာလေးတစ်ခုရတယ်အလုံးစုံမဟုတ်သေးဘူးခရစ်တော်ရဲ့ဂရုတော်ဘယ်လောက်ချစ်စရာကောင်းလဲနိုင်ငံတော်နဲ့ဖြောက်မှတ်ခြင်းတရားတော်ကိုဦးစားပေးရှာလိုက်တဲ့မင်းလိုတာကိုပေးမယ်ဘုရားဒီထဲမှာပေးတဲ့အပေးခံရဘူးတဲ့လူတွေအများကြီးရှိမှာပါနော်လူပြိုလေးတွေကအပြိုလေးတွေကိုလက်ဆောင်ပေးတယ်လာ thank you ပြောယူပဲဘာမှမကုန်မကြောက်ဟုတ်လားတို့အားလုံးခရစ်စမတ်လက်ဆောင်တို့မွေးနေ့လက်ဆောင်တို့ရဘူးတဲ့ဟုတ်လား thank you ပဲပြောရတယ်ဘာမှမပင်မပန်းမနဲ့အကောင်းရတယ်နော်ဆရာကြီးဆိုလို့ရှိရင်လုံကြီးလေးနော်အခုအစားတွေဝင်းနေရောက်ရင်အသင်းသားတွေကအများဆုံးဆိုလုံကြီးပဲလှူကြတယ်လုံကြီးနဲ့အင်ကြီးဆိုလုံကြီးကဈေးတော်တော့နော်လုံကြီးပဲဝင်းနေရောက်ရင်လည်းလုံကြီးပဲဆိုလုံကြီးတဲ့ပုံနေတခါဒီလောက်များတဲ့လုံကြီးဆိုပြီးတော့ဆရာဝေငှပလိုက်တယ်နော်ဝေငှပလိုက်တယ်တခါတော့လေလုံကြီးတွေကိုတပတ်ကိုတက်ထဲဝတ်ပလိုက်တယ်ဒီရတဲ့ငါတည်သွားလို့ရှိတာတွေမိုးဖူးပဲကြံခဲ့မယ်ဆိုပြီးတော့လားအပတ်တိုင်းကိုအသေးဝတ်တယ်နောက်ပြီးတော့မှဝေငှအဲ့လိုအသေးဝတ်ရတဲ့အကြောင်းကလည်းဆရာလေးရင်နာစရာခံစားချက်လေးတွေကရှိတယ်ဆရာကြီးငယ်တုန်းကလူမျိုးပေါက်ဆက်အရွယ်မှာကျောင်းသားနော်ကျောင်းသားအရွယ်မှာအင်မတန်ဆေးရဲတယ်နော်အဖေကသေတော့အမေမုတ်ဆမကြီးကဆရာတို့ညီကိုတွေကိုသူလှုပ်ကျွေးရတယ်ဆိုတော့ဆရာတို့ကအဝတ်အစားကလုံယုံပဲထားနိုင်တယ်ပေါ့ဆရာ9တန်းကျောင်းသားအရွယ်ရှိနေပြီလုံကြီးအကောင့်နဲ့ထဲပဲရှိတယ်တစ်ထည်ကအမေဝယ်ပေးတာတစ်ထည်ကတော့ကန်တူလေးတနာပါတယ်ဆိုအတော်ကဝယ်ပေးတာကန်ကဆိုးချင်တော့အဲ့နှစ်ထည်ကတက်ရောင်နဲ့တစင်နဲ့သွားပြည့်နေဘယ်အထည်ဝတ်ဒီအထည်ပဲသူများအောင်မေးတယ်တကယ်ကြီးကဒါဝတ်သခင်တဲ့တကယ်ကြီးနဲ့ဆရာအဲ့လိုဒါကြီးပဲဝတ်နေတဲ့လူပေါ့လေဒီတစ်ထည်ပဲရှိတယ်ဆိုသူတို့လှောင်ကြတယ်နော်
တငယ်ချင်းတွေလောင်တာတဲ့ပူဆိုးတာကအပြိုအမေကလောင်တာပူဆိုးတယ်သူတို့သမီးတွေကိုဘယ်လိုဆုံးမလဲဆိုရင်အဲ့ဒီအဖွားကြီးရဲ့သားတွေကိုသွားမကြိုက်နဲ့နော်တဲ့အဲ့ဒီသားကြီးဖွားကြီးမုဆိုးပါကြီးရဲ့သားတွေရဲ့အဆင့်ကနော်ဘိုက်ပူနံကနော်ဟိုခွေးပေါ့ဗျာကျွန်တော်တို့နော်ဟိုဒါမုဆိုးမသားအဲ့ကလေးတွေကပေါ့ကျွန်တော်ညီကိုနှစ်ယောက်ရှိတယ်အဲ့ဒီကောင်လေးတွေကမုဆိုးမသားအညံ့စားဘိုက်ပူနံကားတွေသားမရောက်မကြိုက်မိနေတော့တဲ့ဒုက္ခရောက်မယ်မုဆိုးမသားမှန်တယ်ကျင့်တတ်ပါတယ်ခေါ်ပါကိုအဖေမှမရှိပဲအညံ့စားဟုတ်ပါတယ်မုဆိုးမသားဆိုအကြောင်းကြီးကံကြီးမတက်နိုင်တော့နော်ရွာနီးကအကြောင်းတွေပဲတက်ရတယ်ဆိုခက်ညံ့ညံ့ပေါ့သူများလို့မတော်အညံ့သားဟုတ်ပါတယ်ဒါပေမဲ့နောက်ဆုံးကဲ့ရတဲ့အလုံးကတော့အခုအထိမမေ့ဘူးဘိုက်ပူနံကားဆရာတို့ရွာမှာဘိုက်ပူနံကားဆိုတာခွေးကိုတင်စားတာခွေးလွတ်လေးတွေကလမ်းဘေးပါအစာမစားအဲ့ပြတ်ကြကျွေးတခါတည်းစားရအားရပါစားတဲ့ဘိုက်ပူပြီးတော့သူတို့နံရိုးတွေကကားထွက်လာတယ်အတိတ်ပဲပိုင်ရှင်မရှိတော့ခွေးလွင်အဲ့ဒါတစ်ချက်တော့နားတယ်နော်အခုအထိသတိရတယ်ဟုတ်လားနော်မုဆိုးမတာအညံ့စားဘိုက်ပူနံကားဟုတ်တာပေါ့ကိုအဲ့လူကြီးကနှစ်ထဲပဲအကောင်းရှိတာကိုပြောမှာအဲ့ဒါဒီပြန်သတိရတဲ့အခါမှာလာဇန်းဟဲ့လူကြီးစံတေးရောက်တိုင်းအသစ်တစ်ထဲနော်အဲ့ဒါလည်းမကုန်နိုင်ဘူးဖျားပေးတာဟုတ်တော်ဘက်ကဆင်းရဲတဲ့တပည့်တော်ဒီမိတ်ဆွေတို့ပြန်ပြီးဝင်ငါပေးရတယ်ဆရာအပေါ်ဆုံးဆိုလူကြီးပဲဘာလို့အသင်းသားတွေကကိုယ်လက်ဆောင်ပေးတဲ့ကတန်ဖို့အနည်းဆုံးကလူကြီးကိုဆိုတော့ဘာအစီအစဉ်ရှိလူကြီးရနော်လူကြီးအများကြီးပဲရှိတယ်နော်ဆရာပြောချင်တာအရင်တုန်းကကိုယ်အမေပဲရှာတယ်ကိုမရှာနိုင်ဘူးပေါ့ကိုယ့်ဘာကိုရှာတဲ့အခါလုံကြီးနှစ်ထေပဲရအခုဖျားပေးလာတဲ့အခါမှာလုံကြီးတဲ့တပုံကြီးရပြီးတော့ဘာမှလည်းမပင်ပန်းဘူးနော် thank you god bless you နော်ဒါပဲပြောတယ်ကြောင့်မလို့သားတို့သမီးတို့ဖျားပေးလာတဲ့အသက်တာရအောင်ကြိုးစားပါဖျားကကိုယ်ပေးတာလို့ရှိရင်ကိုရှာရတဲ့သက်တာတွေကိုရှာရတဲ့ကောင်းတာတွေရလာမှာဖြစ်ပါတယ်နော်ဒီတော့ဖျားပေးတာရချင်နိုင်ငံတော်နဲ့ဖြောက်မှတ်ခြင်းတရားတော်ကိုရှေ့ဥစွာရှာပါတဲ့နိုင်ငံတော်နဲ့ဖြောက်မှတ်ခြင်းတရားတော်ဟာအဓိပ္ပာယ်ပါလေဆိုနိုင်ငံတော်ဆိုတာကသူ့ရဲ့အစည်းအဝိုင်းထဲမှာသူ့ချက်စည်းထဲမှာအုပ်ချုပ်တော်သူရှိတယ်ဆိုတော့ဒုခရီးယန်ဒီအခုမင်းတို့ဒီကွာလန်ပူမလေးရှားရောက်တဲ့အခါမှာမလေးရှားနိုင်ငံတော်ရှိတယ်မလေးရှားနိုင်ငံတော်အုပ်ချုပ်တဲ့သူ့ရဲ့ရှင်ဘီရှိတယ်မူမတ်တွေရှိသူတို့ရဲ့စီကံတွေတို့လိုက်နာရတာမဟုတ်ဘူးလားဆိုတော့တို့ရှာတဲ့နိုင်ငံတော်ဖျားသခင်အုပ်ချုပ်တော်နိုင်ငံတော်အတိတ်ဘက်ကခရစ်ယာန်တက်တာဒီဖျားသခင်အုပ်ချုပ်မှုအောက်မှာနေရမှာဖျားသခင်ရဲ့လမ်းပြမှုဖျားသခင်ဖွင့်ပေးထားတဲ့ဘောင်ကနေကျော်လွန်သွားရင်တော့ဒါနိုင်ငံတော်အပြင်ဘက်တို့ရောက်သွားပြီဆိုအတိတ်ဘက်တို့အသက်တာဘုရားသခင်ရဲ့အုပ်ချုပ်မှုအထဲမှာရှင်သန်သောအသက်တာဖြစ်မယ်ဘုရားသခင်မကြိုက်တဲ့စီမင်းစည်းကမ်းများကိုမချိုးဖောက်ဘဲနဲ့အသက်ရှင်ရမယ်အဲ့ဒါနိုင်ငံတော်ထဲမှာနေထိုင်သောဘုရားနိုင်ငံတော်ထဲမှာနေထိုင်တော့သူဖြစ်တယ်နော်ဖြောင့်မတ်ခြင်းတရားကတော့တို့အလုံးသိပါတယ်နော်ရှေးဥစွာရှာအဲ့ဒါအရေးကြီးတယ်ရှေးဥစွာရှာတစုံတစ်ခုလိုချင်လဲဖျားစီမှာအရင်တောင်းခံပါတစုံတစ်ခုလောက်ကင်ချင်လဲဖျားစီမှာအရင်ဆုတောင်းပါတစုံတစ်ခုစားမယ်တောက်မယ်ဆိုရင်လေဖျားသခင်ကိုဥထိတ်ထားပဲဆုတောင်းကျေးဇူးတော်ချီးမွမ်းပြီးမှစားတော့ပါတို့တဲ့ဒါအပတ်ကြီးကလေးအောင်းမိတယ်နော်အစားမယ်ဆုတောင်းမယ်လားဒါလေးရောဖြစ်စဉ်လေးပဲယူဟိုတာပဲတဘာဝလေးပဲခရိယန်တွေအကျင့်စိုက်လေးပဲသေးလေးမအောင်မိနဲ့ပေါ့လေးမအောင်မိနဲ့အင်မတန်လေးနဲ့တော့ခရိယန်ရဲ့
အသက်တာနဲ့ကောင်းကြီးမင်္ဂလာဖြစ်တယ်ဆရာတို့အဖိုးသူတို့ခေတ်မှာတော့တကြီးတွေပေါ့တကြီးတွေမှာတရား12ရွာအုပ်တဲ့တကြီးကိုတော့တိုက်တကြီးလို့ခေါ်တယ်အဖိုးကိုအင်္ဂလိပ်အစိုးရကတိုက်တကြီးခန့်တယ်ဆရာအဲ့12ရွာမှာကရင်ရွာဆိုလို့ဆရာတို့ရွာလေးပဲရှိတယ်ဆိုတော့ဗုဒ္ဓဘာသာမြန်မာရွာကတကြီးတွေကတိုက်တကြီးသိပ်လုပ်ချင်ကြတယ်တိုက်တကြီးလုပ်လို့ရှိရင်နှလုံးမြူသင်္နတ်လည်းရတယ်နော်ဟိုဒါလည်းချီးမြှင့်ခြင်းခံရတယ်12ရွာပုံမှာသူကဩဇာရှိတယ်နော်တိုက်တကြီးလုပ်ချင်တယ်ဒါပေမဲ့အင်္ဂလိပ်တွေမတရားဘူးသူတို့ခရိယန်ချင်းချင်းပဲချီးမြှောက်တယ်တကယ်တော့အဲ့လိုမဟုတ်ဘူးသူတို့တွေကဘုန်းကြီးကျောင်းသားပဲဩဃာသလောက်ပဲတတ်တာတို့အဖို့တွေကြတော့အတန်းကျောင်းတက်ရတယ်လေဟိုတုန်းကခရိယန်တွေကအတန်းကျောင်းတွေတက်ကြတယ်ဗုဒ္ဓဘာသာတွေကဘုန်းကြီးကျောင်းသွားတော့သင်္ချာလဲဟိုတိပတိမတဟုတ်လားအင်္ဂလိပ်စာဆိုတော့ဝေးရောအဲ့ဒီလို့ဆိုတော့လူကြီးခတ်တဲ့ခါမှာအရေးချင်းလိုက်ခန့်တာဆရာတို့အဖိုးကဖြစ်တယ်ဖြစ်တော့ကြံတဲ့တကြီးတွေကမကျေနပ်ဘူးဒီကရင်တကြီးကိုတို့ဖြုတ်မယ်အပြစ်ရှာလဲရှာတော့မရှက်ဗီနီဂေါလို့အပြစ်မတွေ့ဘူးအပြစ်မတွေ့တော့နောက်ဆုံးသူ့သတ်မယ်ပေါ့နော်ဘယ်လိုသတ်မလဲဆိုတော့ထမင်းသားခေါ်ဖိတ်ထမင်းသားခေါ်ဖိတ်ပြီးတော့မှဟင်းနဲ့မှသူတို့စုံပြုတ်စားတာသူတို့ရွာကအစွန်းဆုံးဆိုတဲ့စုံမမောဆရာဒီနဲ့တခါတည်းပြုတ်စားတာအဲ့ဟင်းနဲ့မှသူတို့အစိတ်တောက်အစာတဲအစိတ်တောက်ထဲတာမင်းသားဖိတ်တော့အဖိုးတို့ကလည်းသွားတာပေါ့သူတို့ကရင်တစ်ဖွဲ့ပေါ့အဖိုးနဲ့သူ့ရဲ့တပည့်တွေသွားတယ်ဆိုတော့သမီးဝိုင်းပြပြီးတဲ့ခါကျတော့ဆုတောင်းပြီးမှစားသုံးကြတယ်ဆရာတို့အဖိုးတို့ခေတ်တော့ကသမီးစားဆုတောင်းလဲလေးလေးနက်နက်နော်ဆရာတို့ကငေတော့အတော်လေးသိခံရတယ်ဒီမှာဘိုက်အစာနေပြီးသွားဆုတောင်းလို့မပြီးသေးဘူးဟုတ်လားရင်ထဲအသေးတွေကနေပြီးတော့ကျေးဇူးတော်ချီးမွမ်းဆုတောင်းတယ်ပြီးတော့အာမင်ဆိုတော့သူတို့အဖွဲ့စားကြတယ်စားတော့ဟင်းကိုခတ်လိုက်တဲ့အခါကျတော့စပင်းချီထွေးတွေထွက်လာဟာဒီဗမာမတွေကလည်းညစ်ပတ်လိုက်တာပေါ့နော်သူတို့ဘာသူတို့အချင်းချင်းကရင်လို့ပြောကြဲ့ရဲနဲ့စပင်းချီတွေကိုဖယ်လိုက်နော်တခါတည်းလဲတန်တူတန်စားဟာမျိုးတွေထွက်လာလိုက်အမိုက်တရိုက်တွေထွက်လာတယ်အဲ့ဒါသူတို့ကဖယ်ထုတ်ပြီးတော့သူတို့စားတယ်ကရင်ဆိုတော့တိတ်တော့လည်းမယွန်တတ်ဘူးဆိုတော့စားတာပေါ့လေနော်ဗမာဆိုတော့ဟာမင်းတို့ဟင်းကြီးကကွာယွန်စရာကြီးလဲခိုင်းမယ်ကရင်ကတော့အုတ်တာပဲဟုတ်လားအမိုက်ဖယ်ပြီးစားတာပဲစားပြီးတော့ပြန်တော့သတင်းနားထောင်တယ်အဲ့ဒီကရင်အဖွဲ့ဘယ်တိသိမလဲဆိုသတင်းနားထောင်တရက်လည်းမသိနှစ်ရက်လည်းမသိတလလည်းမသိတော့သူတို့မလုံတော့ခင်ဗျားတို့ဘာမှမရှိတော့ဘာမှဖြစ်ဘူးလေနောက်သတင်းပြန်ထွက်လာတယ်အဲ့ဒီကရင်အဖွဲ့ကိုပြုစားလို့မရဘူးဟေးတဲ့နော်ဒီကရင်ပညာကတို့ဗမာပညာနဲ့စွမ်းနေတယ်သူကကရင်စုံပညာကဗမာစုံပညာတဲ့ပုံမြင့်တယ်လို့သူကအဲ့လိုကောက်ချက်ချလိုက်တယ်တကယ်တော့ဒီကရင်ကဘာမှမတတ်ဘူးနော်ကရင်တတ်တာဖះကိုကျေးဇူးတော်ချီးမွမ်းပြီးတော့ဆုတောင်းပြီးစားသုံးတဲ့အခါစာတန်ရဲ့အစိတ်ဆူးလက္ခဏာတွေကပေါ်လွင်လာဖယ်ရှားလိုက်ပြီးစားတဲ့အခါအစိတ်ဆူးတွေကသူတို့ဝင်နေမရောက်တော့သူတို့မသိဘူးဒါကြောင့်မလို့ဘုရားဆုမတောင်းမဲ့စားရင်ကျွန်တော်တို့အတော့ကိုဆုံးမတယ်နော်ဖះကျွေးတာနော်ဖះကောင်းကြီးပေးတာမင်းတို့အကွေကမခံဘူးဆိုကျွန်တော်တို့အသေးတန်ငယ်ငယ်တို့အဆုံးမခံရအဲ့ဒါတွေနော်အခုခေတ်တည်းကြတော့တရားဟာတော့နဲ့ဆုတောင်းပါတယ်အဲ့ဒီအစားအသောက်နဲ့ပတ်သက်ဒီထဲမှာလည်းပေါ့တန်နဲ့ဆုတောင်းတဲ့လူပါကောင်းပါလိမ့်မယ်ဆရာဗမာပြည်မှာဆရာတို့အေးဝံဂေလိခီးစဉ်တူထွက်တယ်အဆူတော်တွေပေါ့ဆရာတပည့်အဆူတော်တွေအတီးတော်တွေနဲ့ထွက်တယ်တရားဝင်တနေရာသွားတချင်းဆိုကြတရားဟောကြပေါ့နော်အေးဝံဂေလိခီးစဉ်ထွက်တနေ့တော့ဆရာတပည့်တွေကိုဆရာစမ်းကြည့်တယ်ထမင်းဆိုင်လမ်းမရပ်ပြီးထမင်းဆိုင်မှာစားကြတယ်ထမင်းဆိုင်ဆိုတော့ဒါခရိယံပဲရှိမလဲထမင်းရောင်းတဲ့လူကလာစားတဲ့ခီးတွေတော့ဗုဒ္ဓဘာသာပေါ့ဆရာတို့လောင်းတီပဲတခုဆင်လိုက်ပြီးတော့ဆရာတို့အဖွဲ့သား50ယောက်အတူစားတယ်စားအစားရောက်လာတဲ့ခါကျတော့ကဲကျေးဇူးတော်ချီးမွမ်းကြမယ်ဆိုတော့ဆရာထပ်ကြည်ကျင်တဲ့ဆိုတော့အေးမီလီအဖွဲ့သားတွေပါပဲကောင်းကင်ဘုံ၌ဆိုတာနဲ့အကုန်လုံးခေါင်းတော့ငုတ်ပါလားအစာကျွေးတဲ့အတွက်ကျေးဇူးတင်တယ်ဘာညာပေါ့ဆရာက
ပြီးတော့မှငါကောက်ဘယ်လိုများတုတ်ပြန်လို့ဆိုတာမျက်စိကိုနည်းနည်းလေးဖွင့်ကြည့်နည်းနည်းလေးဖွင့်ကြည့်လိုက်တချို့ကခေါင်းတိုက်ပြီးတော့ဒီဆုတောင်းပွဲကသူတို့နဲ့မဆိုင်ဘူးလို့အပြူကြည့်နော်ဆုတောင်းတဲ့တည်းမှာသူတို့မပါဘူးရှက်တာနော်ဆုတောင်းခရိယန်ဆုတောင်းပြီးတော့စားရမှာကိုသူတို့ကဖျားကြွေးတာကိုရှက်နေတယ်ဆုမတောင်းလို့လို့ဒီထက်မှမပါလို့နဲ့ခရစ်တော်ရဲ့နာမ၌ယေရှုတော်ချီးမွမ်းပါれဆိုအလုံးကောင်းမြန်လို့အာမင်ဆိုကြည့်လိုက်တော့အကောင်လုံးကောင်းလို့ရတာဖြစ်နော်ဆရာတို့ဆုံးမမင်းတို့နဲ့လေလို့မင်းတို့ဆရာလှုပ်တာနော်ဘဲကောင်မျက်လုံးဖွင့်ကြည့်တယ်ဘဲကောင်ဟုတ်လားခေါင်းကုတ်ဖင်ကုတ်လှုပ်တယ်နောက်တစ်ခါအဲ့လိုမလုပ်နဲ့ငယ်ကြည့်မယ်ခဏခက်လူငယ်များနော်ဆုတောင်းတာကိုတမိုးထားပါတကိုးပါတော့အရာဖြစ်တယ်ဖယားကိုယေရှုတင်တဲ့အရာဖြစ်တယ်ဖယားခွေကာတယ်မင်းစားလို့ကောင်းအောင်ဖယားသခင်ကောင်းကြီးပေးမှစားလို့ကောင်းတာဘယ်လောက်အစားကောင်းကိုပြင်ထားဖယားကောင်းကြီးမပေးခင်ဗျာတလုတ်ကြိုက်တယ်နဲ့ခင်ဗျာစားချင်စိတ်မရှိတော့ခင်ဗျာအလုတ်10လုတ်15လုတ်စားပြီမဲ့ဖယားကောင်းကြီးမပေးခင်ဗျာခွန်အားကြမှာချင်းမဖြစ်ဘူးဘိုက်နာဝန်းလျှော်ပြီးတော့အကုန်လုံးအပြစ်ထွက်ကုန်ရောက်လို့ဆုတောင်းခြင်းအရေးကြီးတယ်နော်တော့သွားရမှာဆုတောင်းလုပ်ရမှာဆုတောင်းမအိတ်ခင်ဆုတောင်းမစားခင်ဆုတောင်းနောက်ဆုံးကွာရည်စားမထားခင်ဆုတောင်းဒီကောင်မလေးကတွေ့နေပြီဖျားသခင်ကျွန်တော်အတွက်ပြင်ဆင်ပေးပါလားဆုတောင်းအဲ့ဒါဆိုရမယ်နော်ဆုမတောင်းမဲ့သွားချက်ကတော့ reject ထိမယ်အဲ့ဒါသတိထားဟုတ်လားနော်နိုင်ငံတော်နဲ့ဖြောင့်မခြင်းတရားကိုရှာချေဖျားသခင်လူတော်နဲ့အညီအသက်ချင်းနော်အရာရာမှာဘုရားသခင်ကိုဥတည်ထားပြီးတော့အသက်ရှင်ခြင်းဖြစ်ပါတယ်နော်နိုင်ငံတော်နဲ့ဖြောပါခြင်းတဲ့အဲ့ဒီလိုနေတဲ့လူကိုတဲ့အဲ့ဒီအသက်တာမျိုးခမရောက်ရှိဘုရားပေးပြီးဘုရားပေးတော့မှာဘုရားပေးခမမပင်မပန်းရမှာခမရှာရတဲ့သာဝိကောင်းသောအရာကိုရလိမ့်မယ်နော်ခုနဆရာကြီးပြောသလိုကိုယ့်ဘာကိုရှာတော့လုံကြီးနှစ်ထဲခန့်ညံ့ညံ့သူများပေးတဲ့အခါကျတော့အကောင်းစားနဲ့တပုံကြီးရတယ်မပင်လည်းမပင်ပါဘူးthank youဆိုပြီးသွားပြီကြောင့်လို့ဘုရားသခင်ပေးတဲ့အသက်တာရအောင်ကြိုးစားပြီးတော့မှအသက်ရှင်ကြစို့အာဗြဟံနဲ့လောတသူကြီးနှစ်ယောက်ရှိတယ်အာဗြဟံကဘုရားကိုဥထိတ်ထားတယ်သူရောက်တဲ့မြို့ရောက်တဲ့ဒေသမှာရစ်ပလေအရင်တည်တယ်ပြီးမှသူနေကြတဲအိမ်ဆောက်ကြောင့်မလို့အာဗြဟံခြေချတဲ့အရာမှာကောင်းကြီးတွေတိုးဝါလိုက်တထေးဖြစ်သွားတယ်လောတကတော့ကောင်းကြီးမင်္ဂလာကိုသူကဥထိတ်ထားတယ်ဖះကိုနောက်မှဒုတိယနေရာမှာထားတယ်နော်သူကြီးနှစ်ယောက်နေမြေခွဲတဲ့အခါသူကမျက်လုံးနဲ့ကြည့်ပြီးတော့စီးပွားချမ်းသာဖြစ်နိုင်မယ်ဆိုတဲ့ဟုတ်လားတောတုံဂေါမောရမြေဝမ်းဘက်ကိုသူကနေမြေရွေးတယ်အစတော့သူချမ်းသာပါတယ်နောက်ပိုင်းတော့ဒုအလုံးသိတဲ့အတိုင်းပဲတောတုံဂေါမောရမီးလောင်တဲ့အခါအကုန်လုံးပြာကျကုန်တယ်ဆုံးရှုံးသွားတယ်အာဗြဟံကတော့ထာဝရပဲချမ်းသာပြေဝပြည့်စုံပြီးတော့သူဘယ်နေရာရောက်ဖះကောင်းကြီးပေးတယ်ဗမာပြည်မှာရှိလဲဖះကောင်းကြီးပေးမယ်မလေးရှားရှိလဲဖះကောင်းကြီးပေးမယ်အမေရိကန်ဩစတြေးလျဘယ်ရောက်မလဲကြိုက်တဲ့နေရာရောက်နိုင်ငံတော်နဲ့ဖြောင့်မတ်ခြင်းတရားတော်ကိုရှာတဲ့လူဟာဖះပေးတာကိုရမယ်မဟုတ်ရင်မင်းတို့ရှာတာပဲရမှာနော်ကိုရှာတာပဲရရင်ပြင်ပန်းတယ် quality မကောင်းဘူးနော်နည်းနည်းပဲမပြည့်မစုံပဲရတတ်တယ်ကြောင့်မို့သားတို့ပြီးတော့ဒီ thought တစ်ချောင်းကိုယနေ့မှစပြီးတော့ကာယူထားကြပါလို့ဆရာကြီးတိုက်တွန်းလို့ဆိုချင်ပါတယ်ဒါနိုင်ငံတော်နဲ့ဖြောင့်မတ်ခြင်းတရားတော်ကိုရှေ့ဥစွာရှာနောက်တော့တစ်ချောင်းကတော့ဒါတို့အားလုံးအလွတ်ရပြီးသားဖြစ်မှာပါမိဘကိုယုံသေးခြင်းတဲ့နော်မိဘကိုယုံသေးခြင်းအဲ့ဒါလည်းကောင်းကြီးမင်္ဂလာတော့ပဲအရေးကြီးတဲ့အတွက်ကြောင့်ဒီပြညတ်ချက်ကထွဲမြောက်ကျမ်းခန်းကြီး20အငယ်7မှာလည်းရှိတယ်လို့ဓမ္မသစ်အေဖက်6ခန်းကြီး3မှာလည်းရှိတယ်စာလုံးလေးကွဲနေပဲထွားသူကွဲပြီမဲ့လို့အတိတ်ပဲအတူတူပဲထာဝရဘုရားသခင်ပေးသနာတော်မူသောပြည်၌သစ်သက်တာရှိ၍ကောင်းစားမိအကြောင်းသိမိပါကိုယုံသေးလောသိအရေးကြီးတယ်သားတို့သမီးတို့မိဘယုံသေးတယ်ဆိုတာတဘာဝလည်းကြတယ်
ကိုလည်းသိခါရှိတယ်ဩဒီကလေးလေးလိမ်မာလိုက်ဒီသားသမီးကလိမ်မာလိုက်တာကိုလည်းအချင်းမုန်းခံရတယ်ဒီတဲ့ဒီကဖရာသခင်ကကောင်းကြီးပေးတယ်တဲ့ဘာကောင်းကြီးလေးပေးလဲအသက်ရှည်၍ကောင်းစားခြင်းလူမှာအသက်ရှည်ဖို့လည်းလိုတယ်ကောင်းစားဖို့လည်းလိုတယ်ဟုတ်လားအသက်တရားကြော်ကြီးနေရပြီမစားစရာမရှိဘာလုပ်မလဲနော်တုံတုံချီချီနဲ့စားစရာမရှိအားမရှိအမရှိနဲ့မပြောပါဘူးပတ်စံတွေတော့အများကြီးပဲပတ်စံတွေသန်းနဲ့ချီရှိတယ်အသက်က20ကျော်လေးနဲ့သေသွားလဲဘယ်လိုလုပ်မလဲနောက်လူကောင်းစားရောနော်နောက်လူကောင်းစားဆိုတဲ့အလုပ်ကအမျိုးသားတွေကောင်းကောင်းမှတ်ထားပါဖျားမရှိကိုတရားမရှိကိုအားပဲအလုပ်ကြီးပဲကျုံလုံးတော့အားအင်းနေကိုခံနော်ယောဂဗျာတွေဆွဲပြီးတော့အသက်ငယ်ငယ်နဲ့သေသွားတဲ့အခါကျတော့ကိုကြံခဲ့တဲ့ပစ္စည်းနဲ့ကိုမိမကိုနဲ့တွေ့ရောလာယူသွားပြီးတော့စားရောအဲ့ဒါနောက်လူကောင်းစားတယ်လို့ခေါ်တယ်နော်ကြောင့်မလို့အလုပ်ကိုသေသည့်တောင်လှုပ်ရှားကြပါသေအောင်တော့မလုပ်ကြပါနဲ့နော်ကိုမြင်သေအောင်အလုပ်လုပ်ရင်တော့ဘုရားမရှိခိုးတရားမရှိခိုးအားပဲအလုပ်လုပ်ရင်တော့နောက်လူကောင်းစားပါမယ်ကိုသေလို့ကိုမိမကဆေးရဲစွာကြံခဲ့ဘယ်သူမှမယူဘူးကိုသေလို့ကိုမိမကချက်ညက်တတ်ကြံရင်တော့အချောင်သမားတွေကကောက်ယူသွားမှာနော်အဲ့တော့နောက်လူကောင်းစားတယ်လို့ခေါ်တယ်ဟုတ်လားနော်ဆိုတော့ယောက်ျားတွေသတိထားအသက်ရှည်ဖို့လိုတယ်လူမှာချမ်းသာဖို့လည်းလိုတယ်လို့အသက်ရှည်ဖို့ပဲလိုတယ်နော်အသက်ရှည်ပြီးတော့မှချမ်းသာမှအဆင်ပြေပါတယ်အသက်ရှည်ပြီးတော့မှဆင်းရဲလေဒုက္ခချမ်းသာပြီးတော့အသက်တိုးပြန်တော့လည်းဘာမှအကျိုးမရှိပြန်ဘူးဒီမိဘကိုယုံသေးခြင်းဆိုတဲ့ဆုကျေးဇူးကခမအသက်လည်းရှည်မယ်ချမ်းသာပြည့်စုံစွာနေရမယ်ဘယ်လိုပြည့်စုံလဲဆိုတော့ဖရာသူပေးမယ်ပြောတာနော်ကျွန်တော်ပေးမယ်ဆိုမြို့ငါဘယ်လိုပေးမယ်ပြောလို့ရတယ်ဖရာပေးမယ်လို့ပြောတာတော့မြို့ဘယ်လိုပေးမယ်ဆိုတာမင်းအတွက်ပေးမယ်လမ်းကြောင်းကိုဘုရားခင်ကတမျိုးပြင်ဆင်ထားမယ်နော်ဆရာလက်ဆိုင်အတွက်ဘုရားပေးမှာတမျိုးဆရာမကြီးဒေါ်ဝင်းကြီးအတွက်ဘုရားပေးမှာတမျိုးတို့တို့ဘုရားကောင်းကြီးပေးတယ်တယောက်နဲ့တယောက်ပုံမတူဘူးကြောင့်လို့သူများကောင်းကြီးခံစားလဲဘာမှ jealous ဖြစ်စရာမလိုဘူးကို line နဲ့ကို line ပဲဘုရားခင်ကကိုကောင်းကြီးပေးတယ်နော်အသက်တိုးချင်တဲ့လူရှိလားဒီတော့မှရှိလက်ထောင်တာအသက်တိုးချင်တဲ့လူရှိနော်ဘယ်သူမှတူချင်တဲ့လူမရှိဘူးဆင်းရဲချင်တဲ့လူရှိလားမရှိဘူးဒီကိုစ조사ထွက်လာတဲ့မဆင်းရဲချင်လို့ဒီကိုလာတာဗောဟုတ်တယ်မလားဆင်းရဲချင်ဗမာပြည်ပါပဲငုတ်တုတ်ထိုင်နေအလိုလျောက်အော်တိုမက်တစ်ဆင်းရဲပြီးသားပဲဟုတ်တယ်မလားနော်ဆရာတို့လိုဟိုမှာဘကိုးမှာငုတ်တုတ်ထိုင်နေတဲ့ခါကျတော့ဒီမလားဟိုသူများဖိတ်မှာပဲကွာလာဘူးရောက်ဖူးတော့တယ်ဟုတ်လားကိုယ့်ဘာကိုထောက်လာဖို့မလွယ်ဘူးဖြစ်နေနော်စင်ကာပူမှာလာတော့အဆင်ပြေသားပဲဟုတ်လားပြန်တော့တာကြာတော့ကုန်သွားပြီဟုတ်လားဆိုတော့လူကအသက်လည်းရှည်ချင်တယ်ချမ်းလည်းချမ်းသာချင်တယ်အဲ့ဒါကိုဘုရားသခင်ကမင်းမိဘကိုယုံတည်လိုက်ပါငါပေးမယ်ဒါတို့သူမျိုးတို့လူငယ်တို့ဒီမှာမင်းတို့မိဘနဲ့အတူနေရချင်မှနေရမှာဗမာပြည်မှာမိဘတွေရှိတယ်သူတို့ရဲ့အဆုံးအမတွေသတိရပြီးလိုက်နာပါသူတို့ကိုပြန်လည်ပြီးတော့ကောင်းကောင်းမွန်မွန်နေတိုင်းစားတော့နေအောင်ထောက်ပံ့ပါနော်မိဘကိုမမေ့နဲ့မိဘကျေးဇူးကိုမမေ့နဲ့အဲ့ဒီသားသမီးကအသက်လည်းရှိတယ်အနာလည်းမဲ့တယ်ကောင်းစားပြည့်စုံခြင်းလည်းရှိပါတယ်သားတို့သမီးတို့နော်ဒီနေ့မိဘကိုကနဂောစားပြုရင်တော့ငရဲကြည့်တယ်အဲ့ဒါလည်းမှတ်ထားမိဘကိုယိုသေးနဲ့ကောင်းကြီးမင်္ဂလာရှိတယ်လို့မိဘကိုမယုံမသိဆက်ဆံလို့ရှိလေအပြစ်ရှိတယ်ကျမ်းစာထဲမှာဣဇေယာကုပ်ယောသနော်ဣဇေရဲ့သားနှစ်ယောက်မှာယာကုပ်နဲ့အေသောဣဇေအသက်ကြီးလာတော့သားတွေသူ့သားဟိုတာအေသောကအကြီးဆိုငါမျိုးကောင်းကြီးပေးမယ်ဟင်းတစ်ခွက်ချက်လာပါနော်သူ့မိန်းမကကြားတဲ့ခါသူ့မိန်းမကသားငယ်ယာကုပ်ကိုချစ်တော့ဟင်းကိုသူ့ကဘာချက်ပြီးတော့မှသွားနေအဖေကြီးမှာဟင်းသွားပို့လိုက်မဟုတ်ရင်နေကိုအေသောပဲကောင်းကြီးပေးမယ်နေကောင်းကြီးလက်လွတ်သွားမယ်ဆိုတော့ယာကုပ်ကအေသောအယောင်ဆောင်ပြီးတော့မှသူ့အဖေကိုဟင်းသွားပို့ပေးတယ်အဖေကမျက်လုံးမတွေ့ရတော့မှုန်တဲ့မျက်လုံးဖြစ်တဲ့ကကြတော့သားနှစ်ယောက်ကလည်းဟုတ်လားဆိုအသံလေးတူကြတယ်အရာမောင်လေးတူတယ်ကွဲတာကဒီအေသောမှာကအမွေးအမြင်တွေများတယ်နော်အမွေးပေါက်
တင်များတယ်ယာကုပ်ကအမွေးမြင်မရှိဒါမဲ့သူတရိษံအရေးကိုနဲ့သူ့ကိုသူဖုံးပြီးတော့မှအမွေးတွေရှိသလိုသူအမွေးတုတွေတက်ပြီးသွားတာသူ့အဖေကစမ်းကြည့်တယ်အနက်ကအေးတော့အနက်မဟုတ်ပလားဒါမဲ့အတန်တော့တူတယ်ခြေလက်တွေစမ်းကြည့်တော့အမွေးတုတွေရှိတော့အေးဘကွာဘာပဲဖြစ်ဖြစ်ပေါ့အပြောင်းလေးတော့ရှိတာပေါ့ဆိုတော့သူယာကုပ်ကိုသူမှားပြီးကောင်းကြီးပေးတာယာကုပ်ကောင်းကြီးတော့ရသွားတယ်ဒါပေမဲ့အမင်္ဂလာကျင့်ချင်းလေးသူခံရတယ်ငရေလေးကြီးသွားတယ်ငရေကြီးတာဘယ်မှာထင်ရှားလဲဆိုတော့ယာကုပ်ကြတော့သား12ယောက်ရှိတယ်သား12ယောက်ရှိတဲ့ခါမှာသူအချစ်ဆုံးသားယောသပြီနော်ယောသလေးကအချစ်ဆုံးသားပေမပမမခိုင်းဘူးအဝတ်စားဆိုကောင်းကောင်းဒီဇိုင်းကောင်းကောင်းတွေသူကအဝတ်ကောင်းကောင်းသူ့သားလေးကိုရုပ်ပေးတယ်အကြီးကောင်10ယောက်ကမကျေနပ်ဘူးသူအားလုံးသိတဲ့အတိုင်းပဲတနေ့တော့အကြီးကောင်တွေအလုံးလုံးတဲ့တောထဲမှာသူ့အဖေကလာယောသကိုရိတ်ခါတော့ပုတ်ခိုင်းတယ်အကိုတွေကဟိုမှလာပြီးနော်အိမ်မက်ယူပါယုံဆရာကြီးအဖေရဲ့အချစ်တော်ကြီးဒီကောင်ကတို့ရှင်းလိုက်မယ်အကိုကြီးတို့ကတို့ညီကိုအရင်နေကွာတတ်တဲ့ထီတော့မလုံသင့်ပါဘူးဆိုတော့အကောင်းဆုံးကတော့သူ့ကိုအေဂုတ်တိပြည်ကိုကြုံဖြစ်ရောင်းစားလိုက်မယ်သူတတ်လဲတတ်ဆရာမလို့ဘူးပတ်စံလဲရတယ်ပေါ့နော်ရောင်းစားလိုက်ပြီးတော့မှသူတို့ညီရဲ့အဝတ်အစားကိုတခါတည်းတော်ရဲ့တော်ဝါတွေအသွေးတွေဆွတ်ပြီးတော့မှသူတို့ရဲ့အဖေနော်ယာကုပ်ကိုပြပြတယ်အဖေရဲ့အချစ်တော်သားလေးဟလာကြားရီချင်းသေးတွေစားလို့သေသွားပြီအဲ့ဒီနေ့ကနေစပြီးတော့မှသူ့သားယောသနဲ့ပြန်မတွေ့ရတဲ့အချိန်တိနှစ်ပေါင်းများစွာယာကုပ်ကငိုကြွေးရတယ်တဲ့ဆရာကြီးကတော့ equation ဆွဲတာဘာတွေ့ရလဲဆိုလို့ရှိရင်ယာကုပ်ဒီသူ့အဖေဣဇက်ကိုတစ်ကြိမ်လိမ်မိတယ်ဒါလည်းဒုက္ခစကားနဲ့ပြော white line ပေါ့နော်အဖြူရောင်အလိမ်လေးပေါ့နော်ကောင်းကြီးမင်္ဂလာအတွက်လိမ်တာဟုတ်ဆိုးဖို့အတွက်မဟုတ် white line တို့တော့ line က line ပဲအဖေကိုလိမ်မိတစ်ကြိမ်လိမ်မိတဲ့အတွက်ကြောင့်သူ့လက်ကြတော့သား10ယောက်ကသူ့ကိုပြန်ဝဲလိမ်တယ်နော်ကျော်ဟင်းပြောသလို10စဆိုဟုတ်လားအဖေကိုတစ်ချိန်ပဲလိမ်မိတယ်ကိုသားတွေကကို10ချိန်ပြန်ပြီးတော့လိမ်တယ်နော်နှစ်ပေါင်းများစွာငိုကြွေးရတယ်အေဂုတ်တုပြည်မှာတာဖတ်ပြန်ဆုံတဲ့အခါကျမှယာကုပ်မျက်ရည်ရက်သွားတယ်နော်ဒါကြောင့်မလို့တာတို့ပြီးတော့မိဘကိုယူသေးအသက်ရှင်မယ်ချမ်းသာကြွရမယ်မိဘကိုမယုံမသိလှုပ်လို့ရှိရင်10စအပြစ်ကြီးတယ်နော်ဆရာကတော့ကိုတွေ့ပဲဒါလေးကိုသက်သက်ခံလိုက်မယ်ခုနဆရာကျောင်းသားအရွယ်မှာပဲပေါ့နော်ဒီအရွယ်ကြတော့ဆရာ6တန်းလား9တန်းလားဒီ8နှစ်ကဆရာကျောင်းသွားတက်ရတာကဟိုတခြားရွာမှာကျောင်းလွတ်ပြီးတော့ညနေပြန်လာတဲ့ခါကျတော့ဘိုက်ရလဲစားနေပြီဆိုတော့မိဝချောင်တဲ့အရင်ပြေးတာထမင်းကိုလန်ကြည့်တော့ထမင်းရှိတယ်ဟင်းကိုလန်ကြည့်တော့ဟင်းကိုမရှိတော့အမို့ပေမလဲဟင်းတန်အိုးဖုံးဂွန်းဂရွန်းနဲ့တခါတည်းတောင်းကျမ်းတာအမေကရှက်ပြီးတော့ဟဲ့ဘိုးကွာအဲ့ဒီရောက်လို့ဟင်းကုန်သွားတယ်နင့်ကကြက်ဥလေးအမြန်ကြော်ကျွေးပါမလားဘာကြက်ဥလဲကျွန်တော်ကဟင်းမဲစားချင်တာအမေကချော့ကိုကပို့ပြီးတော့မှအမေကိုပြန်ဟောက်ပြီးတော့ဟောက်လို့လဲဝါရောအိမ်မီးဖို့ကြောင့်အနေဆရာမြေကြီးပေါ်ဆင်းတာဗလေအိမ်လေးကလည်းချီမြင့်လေကားလေးနဲ့ဆင်းတာမြေကြီးပေါ်လဲရောက်ရောဘေကပြေးလာတဲ့ဒေါသဘုတ်ထတဲ့ဝက်လည်းမသိဘူးဆရာကိုပြေးကြိုက်တာဘုံဆိုတခါတည်းလေးတော့နော်အဲ့ခါကျမှအမိုးဆိုတော့အမေတက်တယ်အမေကပြေးစိလာဟုတ်လားအဲ့ဒီဝက်အိမ်သားကဝက်လည်းမဟုတ်ဘူးဟိုးရွာဆွလုံးကတရုတ်တည်းလာဝယ်တဲ့အခါကျတော့ဝက်ကိုဖမ်းတော့ဝက်ကစိတ်တူပြီးတော့ပြေးလာတာဆိုတော့အမေကိုပုံကံပြီးတော့အမေကိုစိတ်တူနေတဲ့သားမိုက်ကိုတွေ့တဲ့အခါကျတော့ဟုတ်လားဝက်အမိုက်ကပြေးပြီးတော့မှဖျားသခင်ကဝက်နဲ့ဆုံးမဆရာတို့တရားလုံးမှာခွေးကြိုက်တဲ့လူတွေအများကြီးရှိတယ်ဝက်ကြိုက်တဲ့လူကဆရာတယောက်ပဲရှိတယ်ဆိုအမေကိုကလန်ကဆန်လောက်တာနော်အဲ့ဒါအိမ်ပေါ်နဲ့အိမ်အောက်လေးပဲကြားတယ်နော်
ကြောက်စရာကောင်းတယ်မိဘကိုကလန်ကဆမ်လုပ်တယ်နော်မိဘကိုကောင်းစွာပြုစုအသက်ရှည်မယ်ချမ်းသာမယ်အဲ့ဒါကောင်းကြီးမင်္ဂလာတော့ပဲနော်မင်းတို့အဝေးကနေပြီးတော့မှမိဘကိုယူသေးရတာဖိုးအဆင်ပြေတော့လားအနီးမှာဆိုအဖိုးကြီးဖွားကြကတောက်နဲ့ဆိုခံပြောမိဦးမယ်အခုအဝေးကဆိုပတ်စံပို့အစားအစာတွေပို့အမိုးလိမ့်မနေမယ်အဖေးလိမမနေမယ်တထင်းကောင်းကောင်းပို့ယူသေးကြမင်းတို့အသက်ရှည်မယ်ကောင်းသားမယ်နော်သောက်တယ်တော့အများကြီးပဲကွာနော်ခင်ဗျားတို့ဆရာလဲအားနာတဲ့အတွက်ကြောင့်နောက်တစ်ချောင်းလောက်တော့ထပ်ပြောပြလိုက်မယ်နော်တော့တယ်အများကြီးပေးရဆိုကြိုက်တဲ့အချောင်းယူပေါ့ကြိုက်တဲ့တစ်ချောင်းမိခင်ဗျားတို့ကောင်းကြီးမင်္ဂလာဖွင့်စားလို့ရမယ်နော်နောက်တစ်ချောင်းကတော့ဆယ်ဖို့တစ်ဖို့တော့ပဲဖြစ်ပါတယ်ဒါတော့မင်းတို့ဖျားเจ้าမှာနားရီဝနေတဲ့ဩဝါဒပဲဖြစ်လိုက်မယ်ဆယ်ဖို့တစ်ဖို့ပေးလူချင်းတော့ဖြစ်ပါတယ်နော်ကျမ်းစာထဲမှာမာလခိကဘာပြောလဲဆိုနော်ဆယ်ဖို့တစ်ဖို့ကိုသုံးလိုက်တဲ့လူဟာတဲ့ငါပစ္စည်းကိုလူယူတယ်တဲ့နော်ဆယ်ဖို့တစ်ဖို့ကိုသုံးတဲ့လူဟာငါပစ္စည်းကိုလူယူတယ်တင်တို့ဒီငါရဲ့ပစ္စည်းကိုလူယူကြပြီတဲ့နော်ဆယ်ဖို့တစ်ဖို့ရှိမြတ်တို့ကိုဗန္ဒတိုက်ထဲသို့တွင်းကြလောငါအိမ်တော်နဲ့ရှိစီစားစရာရှိစီချင်းကအိမ်တော်တို့ပို့ဆောင်ကြလောတဲ့ငါဒီကောင်းကြီးမင်္ဂလာတကားရှိသမျှတို့ကိုအုံးစင်ဖွင့်လျ၍ကောင်းကြီးမင်္ဂလာသွန်းလောင်းမိမသွန်းလောင်းမိကိုထို့သို့စုံစမ်းကြလောဟုကောင်းကင်ဘုရားအရှင်မိတ်တော်မူ၏တဲ့ဘုရားကသူ့ကိုစုံစမ်းခိုင်းတာလက်တွေ့နော်စမ်းကြည့်ပါတဲ့မာလခိကျမ်းခန်းကြီးဟလာ3ငယ်8:10နော်အဲ့ဒီအတိုင်းပဲပြောထားပါတယ်သူ့ဆယ်ဘုတ်ဖို့ပေးပါတဲ့ဆယ်ဘုတ်ဖို့ကသူအသုံးပြုဖို့ရတဲ့သူတစိမ့်ခတ်နှိပ်ထားတဲ့ပစံနဲ့အဲ့ဒါသုံးရင်မင်းတို့ကဖျားပစ္စည်းလူတာပဲတဲ့နော်လူရဲ့သူတခိုးဆိုဘယ်လူကောင်းကြီးမြင်ကရှိမှာမရှိဘူးနော်အဲ့ဒီဆယ်ဘုတ်ဖို့ပေးရင်ကောင်းကင်တကားကောင်းကြီးတိုက်တယ်ဖွင့်လှစ်ပြီးတော့အကုန်စင်သွန်းလောင်းပေးမယ်ဆိုဒီတမဆရာဆယ်ဘုတ်ဖို့အလူငွေအစီအစဉ်တွေရှိတော့အားလုံးလိုပဲဆယ်ဘုတ်ဖို့တော့ပေးဘူးကြပါလိမ့်မယ်ဘာဖြစ်လို့အခုထိကျွန်တော်တို့ကြည်တဲ့မချမ်းသာသေးလဲလို့မေးစရာရှိပါတယ်ဆိုတော့အဖြေလေးရှိပါတယ်အလှူဒါနမှာသူစိတ်ကန့်ရှိတယ်သူ channel ရှိပါတယ် TV တော့မှသူ channel နဲ့သူကြည့်ရတာဘောလို့ကြည့်ချင်သူ channel သွားတတိကြည့်ချင်သူ channel သွားအလှူဒါနမှာလည်းသူ channel ရှိပါတယ်နော်ခရိယံအလှူဒါနက channel တစ်ခုရှိတယ်tithe and offering နော်အခုခွက်လေးနဲ့တို့အပတ်စဉ်ခိုင်းတယ်အဲ့ဒါ offering ကြိုက်တဲ့အရာကြိုက်တဲ့ဒေသကိုဝေငှပေးကမ်းစွန့်ကျင်းနိုင်သောအလှူဒါနဖြစ်တယ်အဲ့ဒီဥစ္စာကငါတို့ပိုင်သောကိုးပုံတဲကလှူရတဲ့အရာဖြစ်တယ်နော်အဲ့ offering ကတော့ tithe တွေတော့မထည့်နဲ့နော် tithe ကသူ့ရဲ့ဇစ်ပြရာဇဝင်ကြည့်လို့ရှိရင်ဖျားသခင်ရဲ့အိမ်တော်နဲ့ဖျားအမှုဆောင်ဒီအတွက်ဖျားသခင်ခွဲခန့်သတ်မှတ်ထားသောသီးခြားရံပုံငွေဖြစ်တယ်ဣသေလ12မျိုးမှာ17မျိုးကနေမြေရှိတယ်ပြည်နယ်ရှိတယ်အလုတ်ကန်ရှိတယ်အသီးသီးလေဝိတစ်မျိုးကတော့ဖျားအလုတ်လုပ်ပြီးဖျားအိမ်တော်မှာပဲစားတောက်ရတဲ့အမျိုးနွယ်မျိုးဖြစ်တယ်အိမ်တော်အလုတ်ကိုလုပ်ပြီးတော့နေရတော်သူဖြစ်တယ်စီးပွားရေးမလုပ်ရဘူးကြောင့်လို့ဒီလူတွေမငတ်အောင်ဘုရားသခင်ကကြံတဲ့17မျိုးတွေကနေ10ဖို့တစ်ဖို့လှူငါအလုတ်လုပ်တဲ့လေဝိအမျိုးစားဖို့အတွက်ငါဗိမာန်တော်သွင်းပါကြောင့်လို့10ဖို့တစ်ဖို့ကိုအာမန္တနာတိကျပြောရင်ဘုရားအလုတ်လုပ်တော့ဘုရားလူအတွက်ပဲလှူရမယ်ဘုရားသခင်ရဲ့အိမ်တော်ပြုပြင်ခြင်းမွမ်းမံခြင်းတိဆောက်ခြင်းတွေဒါပဲလှူရမယ်တနည်းအားဖြင့်ပြောဆယ်ဘုတ်ထုတ်သည်အထက်အရောက်ကိုသွားတော့အလှူဒါနဖြစ်တယ်အဲ့ဒါကိုအင်္ဂလိပ်လိုထိုက်လို့ခေါ်တယ်အောက်အရာနဲ့ကြိုက်တယ်လို့သွားနေတာ offering လို့ခေါ်တယ်ကိုဘုံနဲ့ကပေးရတဲ့အရာဖြစ်ပါတယ်ဆိုတော့ဒုတိတွေကဆယ်ဘုတ်တစ်ဘုတ်တော့ပေးပါတယ်လက်ကိုဝေနဲ့ငွေလေးထဲကဟလာ1000ရလဲ100ပေါ့1000ရလဲ1000ဖေးတယ်ပြီးတော့မှအဲ့ဒီဆယ်ဘုတ်ဘိမ္မာန်တော်လဲတချို့ယူသွားမယ်ကိုသဘောကျတဲ့ဆရာတွေ့လဲလှူမယ်နော်
မုတ်ဆိုးမလည်းပေးမယ်တရောင်းသားလည်းပေးမယ်အကုန်တို့စိတ်တရားဘုံလိုက်ပေးတာပြီးတော့အဲ့ဒါဆယ်ဖို့ဖို့လှူတယ်ဆိုတော့တို့ကအဲ့လိုအောင်းမိကြတယ်မရဘူးနော်မျိုးစေ့ကျဲချင်း၄မျိုးမှာဟုတ်လားမြေသက်မြေကောင်းတဲ့နေရာကိုကြတဲ့မျိုးစေ့ပဲအပင်ပေါက်တယ်ကြောက်ပေါ်မှာကြတာအပင်မပေါက်ဘူးဆူးကြုံမှာကြတာအပင်မထွားဘူးသေးတာပဲလမ်းပေါ်မှာကြတာအပင်ဖြစ်မလာဘူးစာငဲကောက်စားလို့ကုန်တာပဲမြေဩဇာကောင်းမွန်သောနေရာကြတဲ့အပင်သားလေးအပင်ပေါက်ပြီးတော့အသီးများစွာသီးတယ်အလှူဒါနလည်းဒါပဲဆယ်ဘုတ်ဖို့ပေးရင်သူ့ကိုပေးအပ်သောနေရာကိုဒါမင်းတို့ပေးရမယ်အဲ့ဒါမှတ်ထားပါအဲ့ဒီစိကအတိုင်းပေးနိုင်ဆယ်ဘုတ်ဖို့ရဲ့အကျိုးကိုသားတို့သမီးတို့ခံစားရမှာဖြစ်ပါတယ်ခနေ့တို့တွေကဆယ်ဘုတ်ဖို့ပေးလူတော်လဲနီလန်မှားနေတယ်နော်အလှနှမျိုးရှိပါတယ်ကြိုက်တဲ့လူတဲ့ဥစ္စာကကိုးဖို့တည်းကပေးပါကြံတဲ့တစ်ဖို့ကတော့အမှုတော်ဆောင်များနဲ့ဗိမာန်တော်အတွက်သီးသီးတတ်တတ်လူပါခင်ဗျားတို့ပြည့်စုံလာလိုက်မယ်ကောင်းကြည့်မလားတော့ရမယ်ဆရာသားမရှက်မကြောက်ဆရာကတော့ဟောတယ်တချို့ဆရာတွေကမဟောရဘူးဒီဆရာကပတ်စံအကြောင်းပဲပြောတယ်အလှအကြောင်းပဲပြောတယ်ငွေမဲ့တယ်ဆရာတွေအကဲ့ရမခံနိုင်ကြဘူးဒါကြောင့်သိမပြောရကြဘူးဆရာ10ယောက်မှ1ယောက်လောက်ပဲပြောရတယ်အဲ့ဒီ1ယောက်တည်းမှဆရာကြီးပါတယ်တပည့်တွေကောင်းမှုအတွက်ဆယ်ဖို့တဖို့ကကောင်းကြီးမင်္ဂလာသော့ဖြစ်တယ်ဖခင်ကဂတိပေးရတာမင်းဒါငါလို့ငါကကောင်းကင်တကားဖွင့်ပေးမယ်တဲ့ဖခင်ဆိုလိန်တက်တဲ့ပုဂ္ဂိုလ်မှမဟုတ်ပဲတို့ဘက်ကမှန်မှန်ကန်လုပ်ဖို့ပဲအရေးကြီးတယ်သူတောင်းခံရတဲ့အတိုင်းတို့လုပ်ဖို့အရေးကြီးတယ်နော်အလှူဒါနဟာဆယ်ဖို့တဖို့မှမပြောနဲ့အခြားအလှူဒါနတွေလည်းအကျိုးကျေးဇူးရှိတယ်ဗုဒ္ဓဘာသာမှာဗာပြောတာလေညောင်မင်းကြီးလောက်လှူပေမဲ့ညောင်စက်လေးလောက်ပဲအကျိုးခံစားရရှိတယ်တဲ့ညောင်စက်လေးလောက်လှူပေမဲ့ညောင်ပင်ကြီးလောက်အကျိုးတွေခံစားရတဲ့အခါရှိတယ်တဲ့အဲ့ဒါသူတို့ကဘာပြောပုပ္ပမုံစပရစေတနာနော်အဲ့ဒီစေတနာသုံးတန်နဲ့ကိုက်ညီသောအလှူဒါနဟာညောင်စက်လေးလောက်ဖြစ်စေညောင်ပင်ကြီးလို့အများကြီးကောင်းကြီးမင်္ဂလာတွေရမယ်လို့သူတို့ကပြောတယ်ညောင်ပင်ကြီးလောက်အများကြီးလှူပေမဲ့ခုနစေတနာသုံးတန်လို့ခေါ်တဲ့ပုပ္ပနော်မုံစပရစေနာနဲ့မညင်ညွတ်ရင်ညောင်စက်လေးလောက်ပဲအကျိုးပြန်ခံစားရမယ်နော်ဆိုတော့ဘုသူတ္တဘကွာဒါတော့ဒုက္ခရိယစကားမဟုတ်တဲ့အတွက်ကြောင့်နော်ဗုဒ္ဓဘာသာတွေလာပုပ္ပအလှပေးသောသူပေါ့ဒီကိုကာကရှိပေါ့အလှပေးသောသူဟာစေနာစိတ်နဲ့ဖြူစင်သောစိတ်နဲ့တရားစိတ်နဲ့ပေးလူချင်းဖြစ်ရမယ်။ရှေဘောလူပြောသူအာနာလို့ပေးလူတာလို့နော်ဟိုကောရိန္သုထဲမှာလို့ဟုတ်လားမလှပဲမနေရအထင်းနဲ့ပေးလူတာလို့အဲ့လိုမဟုတ်ပုပ္ပစေနာဖြူစင်စွာနဲ့ပေးလူချင်းတရားတရားနဲ့ပေးလူချင်းဖြစ်ရမယ်။မုံစကိုပေးလူတဲ့အလှပေါ့ငွေဖြစ်စေဆံဖြစ်စေအဝတ်အထည်ဖြစ်စေတန်ရှင်းဖြူစင်သောအရာဝတ္ထုဖြစ်ရမှာဒီနေ့မြကိုချွေးနေစာနဲ့တန်ရှင်းဖြူစင်သောရှာဖွေလို့ရရှိထားသောပဲဆံတန်ရှင်းဖြူစင်သောကိုဝေယူထားသောအရာဆံစားစာဖြစ်ရမှာအဲ့ဒါမုံစလူဝေဝတ္ထုဒီလေတန်ရှင်းသောအရာဖြစ်ရမှာခိုးပြီးလူလို့မရဘူးတိုက်ပြီးလူလို့မရဘူးနော်မဟုတ်တာလုပ်ပြီးတော့လှူလို့မရဘူးတန့်ရှင်းရမယ်အဲ့ဒီအလှပဲဝတ္ထုဟာပရစေနာတဲ့ကိုအလှပေးလိုက်တဲ့ပုဂ္ဂိုလ်ဟာတဲ့အလှခံတိုက်တော့ဟုတ်လားတိတ်ခါတမာတိရှိသောပုဂ္ဂိုလ်ဖြစ်ရမယ်တနည်းအားဖြင့်သူတော်ကောင်းနော်သူတော်မြတ်နော်ဖြစ်ရမယ်ပေါ့နော်သူတို့ဆိုအလှနဲ့ထိုက်တန်သောဟုတ်လားတိတ်ခါတမာတိရှိသောပုဂ္ဂိုလ်ကိုလှူဒန်းခြင်းဖြစ်ရမယ်အဲ့ဒီရေချင်းသုံးခုပြည့်စုံရင်ခင်ဗျားလှူလိုက်တဲ့ဟာဘယ်လောက်နည်းနည်းအများကြီးအကျိုးရမယ်အဲ့ဒီသုံးခုတည်းတစ်ခုခုဖောက်ဖြစ်တော့အများကြီးလှူပေမဲ့ခင်ဗျားနည်းနည်းလေးပဲပြန်ရနိုင်တယ်ဆိုတော့လူဒါနရဲ့အကျိုးကိုဗုဒ္ဓဘာသာမှာတော့အဲ့လိုသူကအသေးစိတ်ကိုဖွင့်ထားတာတွေ့ရပါတယ်နော်ဆရာတို့မှာတော့သတိထားကြက tithe အထက်ရတို့ဖျားလူများတို့ဖျားအိမ်တော်တို့offering ကိုက offer လုပ်တာကိုက share လုပ်တာ
ကြိုက်တဲ့စီကိုပေးပါအဲ့ဒါလေးကိုစီကံထားပြီးတော့လူနိုင်တန်းနိုင်ခင်ဗျာကောင်းကြီးသော့ပိုင်ထားပြီးဖြစ်ပါတယ်ဒိုးဘက်ကမှန်ပါဖျားဘက်ကဘယ်တော့မှမမှားပါဘူးသားတို့သမီးတို့နော်တော့ဒီအများကြီးပါပဲဒီ၃ကြောင်းပဲဆရာပေးထားပါမယ်နိုင်ငံတော်နဲ့ဖြောင်းမခြင်းတရားတော်ရင်ချပါမိဘကိုယိုသေးပါပြီးတော့မှဆယ်ဘုတ်တစ်ဘုတ်ကိုနီလန်မှန်ကန်စွာပေးလူပါအဲ့ဒါကိုကြားပြီးကြားလို့ရှိရင်ကျမ်းပိုက်လေးတစ်ဘက်ကဘာပြောလို့ဆိုရင်ရာ၌ကောင်းသောအခြင်းတို့ပုံသက်တွေကိုကိုယ်တိုင်ပြကြလောလို့တိတုကိုရှင်ဘောလုကအဲ့တိုင်ဆုံးမထားပါတယ်ပရိသတ်ကိုဆရာမေးပါမယ်အခုဆရာကြီးပြောတဲ့နိုင်ငံတော်နဲ့ဖြောမှတ်ခြင်းတရားတော်ဟာလိုက်လျှောက်ဖို့ကောင်းရဲ့လားမကောင်းရဲ့လားကောင်းလားမကောင်းလားကောင်းပါတယ်မိဘကိုယူတည်ဖို့ကောင်းလားမကောင်းလားကောင်းပါတယ်ဆယ်ဖို့တို့ပေးလူဖို့ကောင်းလားမကောင်းလားကောင်းပါတယ်ကောင်းမြန်သိပြီနော်ကောင်းမြန်သိရင်နော်ဟုတ်လားရှင်ယာကုတ်ကဘာပြောလဲဆိုလို့ရှိရင်ကောင်းသောအရာကိုသိလျက်မပြုတ်သောနေသောသူသည်အပြစ်ရှိ၏နော်ရှင်ယာကုတ်ခန်းကြီးလေးငယ်ဆက်ခုမှာနော်ကောင်းသောအရာကိုသိလျက်မပြုတ်သောသူသည်အပြစ်ရှိ၏ကောင်းသောအရာများကိုဆရာကြီးပြောပြပြီမင်းတို့လည်းသိပြီမလုပ်လို့ရှိရင်တော့အပြစ်ရှိ၏တဲ့အဲ့ဒါခရိယန်တရားတော်ကဘေးဘာသာမှမလိုက်နိုင်တော့ဆံပဲ non ပဲ Christian non ပဲနော်ကျန်တဲ့ဘာသာတွေကမင်းမကောင်းတာလုပ်မှအပြစ်ရှိတာကောင်းတာလုပ်လို့ရှိရင်မကုသိုလ်ရမကောင်းတာလုပ်ရင်မင်းအကုသိုလ်ရမယ်အပြစ်ရှိတယ်ကောင်းတာလည်းမလုပ်ဘူးမကောင်းတာလည်းမလုပ်ဘူးကွာကြားထဲမှာအေးဆေးနေမှာဆိုမစ္စမပฏิပဒါလမ်းစဉ်အဲ့ဒါဗုဒ္ဓဘာသာမှာရှိတယ်မကောင်းတာလုပ်လို့လည်းရတယ်မလုပ်လည်းရတယ်ကောင်းတာလုပ်လည်းရတယ်မလုပ်လည်းရတယ်နှစ်ခုလုံးမလုပ်ဘူးကြားထဲမှာမစ္စမပฏิပဒါလမ်းစဉ်တယ်အဲ့ဒီလိုလုပ်မှဗုဒ္ဓဖြစ်တာနော်ဗုဒ္ဓသူဖျားဖြစ်အောင်ကြင့်တဲ့ခါမှာတအားသူကြင့်ပလိုက်တဲ့ခါမှာသေမလို့ဖြစ်တဲ့ခါတော့တရားမင်းလာပြီးဆုံးမတယ်နော်အလေအလလမ်းစဉ်လေးနဲ့ပဲမသွားပါဆိုတော့အလေအလမြတ်မြတ်တတ်တာလေးကြင့်တဲ့ခါဂေါရမဗုဒ္ဓဖြစ်သွားတယ်ဆိုတာဒါဗုဒ္ဓဘာသာမှာတွေ့ရတဲ့အချက်ဖြစ်ပါတယ်နော်ဒုက္ခရိယာမှာကဂျာနီမရဘူးအလေလမ်းမရှိဘူးနော်ကောင်းတဲ့အရာမသိတယ်ကြင့်ကိုကြည့်ရမကြင့်မအပြစ်ဖြစ်ပြီပဲနော်မကောင်းတဲ့အရာမတွေ့တယ်လုတ်ကိုမလုတ်ရအောင်လုတ်အပြစ်ဖြစ်ပြီနော်ကြောင့်လို့ဒါခရိယာရဲ့တရားတော်ဟာကောင်းကောင်းစဉ်းစားလို့ရှိရင်အင်မတန်မှအဆင့်မြင့်သောပညာဖြစ်ပါတယ်နော်ဂျာနေလို့မရသောပညာဖြစ်ပါတယ်ကြောင့်ကောင်းသောအကျင့်တွေကိုသိလျက်မကျင့်ဘဲနေသောသူသည်အပြစ်ရှိ၏ယာကုပ်4:9ပြန်ဖတ်ပါပြီးတော့မင်းတို့အသက်တာမှာကူကောင်းမြတ်သောဒေသနာများကြားတဲ့အခါမှာလိုက်လုပ်ကြပါကဲဆရာနောက်ခဏလေးလိုက်ဆိုကြပါကောင်းသောအကျင့်ကိုသိလျက်မကျင့်ဘဲနေသောသူသည်အပြစ်ရှိ၏ယာကုပ်4:9ကဲနောက်တစ်ပိုက်အရာရာ၌ကောင်းသောအကျင့်တို့ဤပုံသက်သည်ကိုကိုယ်တိုင်ပြကြလောနောက်တစ်ခါတိုင်ပြီးမှပြီးမလို့ပဲရွတ်ရမယ်နော်တိတုခန်းကြီးနဲ့ငယ်9အရာရာ၌ကောင်းသောအကျင့်တို့ဤပုံသက်သည်ကိုကိုယ်တိုင်ပြကြလောကဲတိတုခန်းကြီးနဲ့ငယ်9ကရွတ်ပဲအရာရာ၌ကောင်းသောအကျင့်တို့ဤပုံသက်သည်ကိုကိုယ်တိုင်ပြကြလောဗိမာန်တော်ကိုလာတိုင်းကောင်းသောအကျင့်ကောင်းသောအရာများမလို့ကြားတယ်အခါမှာတကယ်ကြီးကောင်းတဲ့အရာလေးတော့ကြားတယ်ခရစ်တော်ကဒီလိုပြောတယ်ပရောဖက်ကဒီလိုပြောတယ်တမန်တော်ဘယ်လိုပြောတယ်မလို့ပါးစပ်နဲ့ပြန်ပြောလို့မရဘူးဗိမာန်တော်မှာကြားရတော့ကောင်းသောအကျင့်များကိုကိုယ်တိုင်ကိုလုပ်ငန်းခွင်ကိုပတ်ဝန်းကျင်မှာယူတည်ဝတ်ဆောင်ခြင်းအဖြစ်လောကရဲ့အလင်းဖြစ်ပါလောကရဲ့စားဖြစ်ပါကောင်းကြီးမင်္ဂလာတော့များကိုရယူကြပါလို့ဆရာကြီးတိုက်တွန်းလို့ဆိုပါတယ်အားလုံးကိုဘုရားသခင်ကောင်းချီးပေးပါစေ
ကျမတို့ကိုနှုတ်ကပတ်တော်အဖြစ် Keys for Blessing ကောင်းချီးမင်္ဂလာတွေရဲ့တော့3ခုခေါင်းစဉ်3ခုနဲ့ဝေမျှပေးသွားတော့ဆရာကြီးပေါ်အထူးကျေးဇူးတင်ပါတယ်ဆရာကြီးကိုဖျားခင်တမလာတော့ကောင်းချီးမင်္ဂလာများစွာနဲ့အတူဆရာကြီးလှုပ်ဆောင်နေတဲ့ mission ဆရာရဲ့အသင်းတော်မိသားစုအားလုံးပေါ်ဖျားခင်ကောင်းကြီးနဲ့ရစ်ပတ်ပြီးတာ၍အစေခံနိုင်ပါစေအခုချိန်မှာတော့ကျမတို့ဆိုလိုအားဖြင့်ဖျားခင်ရဲ့ဂုဏ်တော်ကိုချီးမွမ်းတော်မှာဖြစ်ပါတယ်ဆိုလိုအားဖြင့်ဖျားခင်ရဲ့ဂုဏ်တော်ကိုချီးမွမ်းပေးဖို့အတွက်သမီးယိုးယိုနဲ့အတူတငယ်ချင်းမိုဗီလင်ကိုယေရှုနာမ၌ဖိတ်ခေါ်ပါတယ်